ဒေါက်တာ Francis Miles ရဲ့နေ့စဉ်ဘဝကိုတက်ရောက်နေတဲ့မမြင်ရတဲ့စွမ်းအားတွေအကြောင်းလေးလောက်သုံးသပ်ချက်ကနေကြိုဆိုပါရယ်ဆက်လက်ကြရအောင် တချို့အကျင့်ဆိုးတွေကဘာလို့ဖြောက်ရခတ်နေတာလေလို့တွေးဘူးကြလားအဖြေကကျွန်တော်တို့မျက်စိနဲ့မမြင်ရတဲ့အရာဖြစ်နေနိုင်ပါပဲ ဒီစောင်းမှာတော့အဲ့လိုရုံးကန်မူရေးဟာဝิญဉ်ရေးတာရက်ပလင်များဆိုတဲ့သဘောတရားကနေလာတာဖြစ်တယ်လို့ရှင်းပြထားပါတယ် ဝิญဉ်ရေးကဆက်စင်ရေးဆိုတာတကယ်တော့စန့်ကျင်ဘက်ဖြစ်နေတဲ့ဝิญဉ်ရေးကဆွမ်းအားပေးစခန်းနှစ်ခုရဲ့ပြိပက္ခပဲဖြစ်ပါတယ် ဆိုတော့အလဲနဲ့အမောင်ရက်ပါလဲနှစ်ခုဆောင်တွေးတဲ့အခါပင်းထန်တဲ့ဝိညာဉ်ရေးကတိုက်ပွဲတွေစတင်လာပါတော့တယ် အလုတ်သက်မှာအကြောင်းမဲ့ရန်လိုခံရတာမျိုးဟာတကယ်တော့စန့်ကျင်ပဲ yes plan နှစ်ခုထိုက်ကိုက်နေတာလို့စာရေးသူကဆိုပါတယ် ကဲဓမ္မကျမ်းစာတွေကဖိလိတိလူတွေနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာတမိုင်းဝင်ဖြစ်ရတဲ့ကိုဆက်လေးလာကြည့်ကြအောင်ဖိလိတိလူတွေကဘုရားသခင်ရဲ့တိထားတော်ကိုသိသိပြီးသူတို့နတ်ဘုရားဒါဂုံဘေးမှာတွားထားခဲ့ကြတယ် ကြားလက်ကတော့ချက်ချင်းပါပဲဒါကုံရုပ်တို့ကြိုကြပဲစီးသွားပြီးကြီးမားတဲ့ဘီယန်ဒရာတွေကြောင့်တေးတာတော်ကိုမြန်ဖယ်ရှားလိုက်ရတယ် ဒီဖြစ်ရက်ကနေအထူးကပြချင်တာကပုံမမြင့်မြတ်တဲ့ yes plan ကတာတိုက်ပွဲမှာအများအားအောင်ပွဲခံနေဆိုတာပါပဲဒီစီမင်းကယနေ့တိုင်အကျုံးဝင်ပါတယ်မကောင်းတဲ့ yes plan ကတန်ရှင်းချင်းတဲ့ကြီးမားနေရင်ရုံးကမှုတွေစပ်ဖြစ်နေမှာပါ တကယ်တော့ဒီလိုပုံကွယ်နေတဲ့ဆိုးရွားတဲ့ရပ်ပလင်တွေဟာမိသားစုရဲ့မျိုးရိုးစင်ဆက်တွေးကြောထဲအထိနှဆိုင်စွာအမြင့်တွယ်နေနိုင်ပါတယ် ဒီပုံစံခွက်တွေကိုဖျက်ဆီးဖို့ဆိုရင်ဝိညာဉ်ရေးရာရှိကနေကတဆင်ဖျားသခင်ရဲ့ရဲပလင်ကိုခိုင်ခိုင်အောင်လှုပ်ဆောင်ရပါမယ် အစာရှောင်ခြင်းဟာဘုရားသခင်ကိုပြောင်းလဲသွားစေတာမဟုတ်ပဲပုံကွယ်နေတဲ့ရုပ်တုတွေကိုအနိုင်ယူနိုင်ဖို့ကျွန်တော်တို့ရဲ့ဝိညာဉ်ကိုခိုင်ခန့်စေတာပါ Prophet Elia ရဲ့အောင်ပွဲဟာမိသားစုယုံတတ်ပဲလားဆိုတာစဉ်းစားကြည့်ဖို့ကောင်းပါတယ်စောက်ထဲမှာဖော်ပြထားတဲ့ကောင်းကင်ပြားတွေအရာအေလီယာရဲ့တကယ့်အယူအချက်ကလုံးဝကိုကွာခြားနေပါတယ် ပြိုကျပျက်စီးနေတဲ့ဘုရားသခင်ရဲ့ yes plan ကိုပြန်လည်ပြင်ဆင်ဖို့ကသာသူ့ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တယ်လို့အေလီယာကဆိုပါတယ် ဒီအဆင့်တွေကတိတ်အရေးကြီးပါတယ်ယေစီပလင်ကိုအရင်ပြင်ဆင်ပြီးမှကောင်းကင်နဲ့ဆက်သွယ်မှုကိုအတည်ပြုဖို့မြည်ကြလာတာပါ ဘေးဆောင်အောင်ပြင်ဆင်ပေးမှသာအဲ့ဒီဝိညာဉ်ရေးစွမ်းအားပေးစခန်းကအပြည့်အဝစတင်လိုက်ပိုင်နိုင်ကြတာဖြစ်ပါတယ် အောင်ပွဲမရှာခင်မှာကိုပိုင်ဝိညာဉ်ရေးရရက်စစ်ပလိန်တွေကိုတေချာစစ်ဆေးအကဲဖြတ်ဖို့ဒီစားကွာတိုက်တွန်းထားပါတယ် ဒါဆိုရင်ကိုဘွားရဲ့ဖြောင်းရခက်တဲ့အကျင့်ဒီမှာလက်ရှိဘဲဆက်ပလင်ကအောင်ပွဲခံနေလဲဆိုတာတေချာစဉ်းစားကြည့်ကြပါနော်